မင်းသားမြူးဝင်းကိုရက်30လောက်စမ်းလုပ်ကြည့်မယ်ဆိုရင်မိမစ်နာဘယ်လိုပြောင်းလဲသွားမလဲဒီလားပထမဆုံးနေ့မှာရှားကိုအပေါ်အကောင်နဲ့ထိထားရုံပါပဲအေးငါစိတ်ထဲမှာတော့တမျိုးကြီးပဲလို့ခံစားရမှာပါ3ရက်မြောက်နေ့မှာရှားကခဏပြုတ်ကျနေပါလိမ့်မယ်ငါဒါကိုဘာလုပ်နေတာလဲဆိုပြီးမင်းစပြီးတန်တရားဝင်လာပါလိမ့်မယ်9ရက်မြောက်နေ့မှာတော့ဟေးရှားကအလိုလိုအပေါ်မှာကတ်နေပြီဗျမင်းမျက်နာကလည်းတင်းတင်းလေးဖြစ်လာတာကိုခံစားရမှာပါ10ရက်မြောက်နေ့မှာမှန်သေးကိုတီးချကြည့်လိုက်အောင်ငါမီးရိုးတွေပူပေါ်လာတာလားဒါမှမဟုတ်အလင်းရောင်ကြောင့်ပဲလားလို့တွေးမိပါလိမ့်မယ်15ရက်မြောက်မှာတော့အလင်းရောင်ကြောင့်မဟုတ်တော့ပါဘူးမင်းမျက်နှာတကယ်ပြောင်းလဲသွားတာပါတကယ်တော့ရှာကအဲ့ဒီနေရာမှာရှိနေတင်တာကြာလာပါပြီ20ရက်မြောက်မှာနှာခေါင်းနဲ့အသက်ရှူရတာအယမ်းချောမွေလာပြီးနှစ်ခိုက်ချိုင်အိပ်ပျော်လာပါလိမ့်မယ်ခါကလည်းပိုပြီးမက်လာတာကိုတွေ့ရမှာပါ25ရက်မြောက်မှာသူငယ်ချင်းတွေကမင်းမျက်နှာကိုစိုက်ကြည့်လာပါလိမ့်မယ်သူတို့ဘာမှမပြောပေမဲ့သူတို့မျက်လုံးတွေကမင်းကြီးကောင်းလာတယ်လို့ပြောနေတယ်လို့ပါပဲရဲ30ပြည့်တဲ့အခါခဏရဲကြည့်လိုက်ပါဟောရှားကသူ့အလိုလိုနေရာမှန်ကိုပြန်ရောက်သွားပါလိမ့်မယ်ရှားကိုနေရာမှန်မှာထားယုံလေးနဲ့မျက်နှာသွင်းပြင်အသက်ရှူစင်းနဲ့ကိုယုံကြည်မှုတွေပါအကုန်ပြောင်းလဲသွားစေတာပါ